စေယုံကရင်ပေါ်မှာအသက်လူနေရတဲ့မိန်းကလေးငယ်ကစက်ကူကျုံးငက်လေးတွေကိုဘာလို့အတင်းကျပ်ခောက်နေခဲ့တာလဲဇလန်းကဒီလိုလွန်ခဲ့တဲ့10နှစ်ကဟီရိုရှီမာမှာအနုမြူပုံကျဲချခံရစဉ်ကသူမဟာကံကောင်းထောက်မစွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့သူပေါ့ဒါပေမဲ့ကံကြမ္မာကရက်ဆက်လွန်းလာပါတယ်သူမအသက်12နှစ်အရွယ်ရောက်တဲ့အခါမှာတော့ဘုံတန်ကြောင့်ကျန်ရစ်ခဲ့တဲ့ရေဒီယိုတတိကြွအစိတ်တင်ဝေဒနာဟာသူမရဲ့ခန္ဓာကိုယ်လေးထဲမှာတဖြည်းဖြည်းချင်းအမြင့်တွေလာပြီးဖျားနာလို့သွားပါတော့တယ်တနေ့တော့စေယုံကရင်ပေါ်မှာလဲလျောင်းနေရတဲ့သူမစီကိုတငယ်ချင်းတွေရောက်လာပြီးရှေးဟောင်းတနာကြီးလေးတစ်ခုပြောပြခဲ့ကြပါတယ်အကယ်၍စက်ကူကျုံးငက်လေးတွေကိုအကောင့်တူမြပြည့်အောင်ခောက်နိုင်ရင်နတ်ဖျားတွေကဆူတောင်းတစ်ခုကိုမပြတ်မကွက်ပြေးဝစေတဲ့ဒီစကားကိုကြားရတဲ့အခါမိန်းကလေးငယ်ရဲ့ရင်ထဲမှာမျောလင်းချက်ရောင်ကြီးလေးတန်းလာခဲ့ပါတယ်။သူမဟာတေမင်းကိုအရှုံးမပေးဘဲပြန်လဲကျမ်းမာလာဖို့အသက်ဆက်ပြီးရှင်တန်ခွင့်ရဖို့အတွက်စက်ကူကျိုးငက်လေးတွေကိုစတင်ခောက်ပါတော့တယ်။နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှဆာရာကိုရဲ့အားအင်တွေဟာတဖြည်းဖြည်းကုန်ခန်းလို့လာခဲ့ပါတယ်။ဒါပေမဲ့သူမဟာမျောလင်းချက်ကိုလက်မလျှော့ဘဲတုံရင်နေတဲ့လက်ချောင်းလေးတွေနဲ့ကျိုးငက်လေးတွေကိုတစ်ကောင်ပြီးတစ်ကောင်အားဆိုင်ပြီးခောက်နေခဲ့ရှာပါတယ်။သူမခောက်ထားတဲ့ကျိုးငက်လေးတွေဟာစေယုံကရင်ဘေးကစပွဲခုံလေးပေါ်မှာသတင်းပေါက်ပေါင်ပေါ်မှာပြီးတော့ကလထိုင်ပေါ်မှာပါတပုံတစ်ကောင်ကြီးပြည့်ရှမ်းလို့တွားခဲ့ပါတယ်။သူမရဲ့စိတ်သက်ပြင်းပြမှုကအံ့ဩစရာကောင်းလွန်းလာပါတယ်။တလအတွင်းမှာတင်ကျိုးငက်အကောင့်တူမြအပြင်နောက်ထပ်အကောင့်300တောင်ပို့ပြီးခောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနတ်ဖျားတွေဟာစက်ကူကျိုးငက်လေးတွေရဲ့ဆူတောင်းကိုမကြားနိုင်ခဲ့ရှာဘူးထင်ပါရဲ့ဒီနေ့မှာတော့တနာစရာမိန်းကလေးငယ်လေးဟာသူမရဲ့ဆူတောင်းလေးပြည့်မလာခဲ့ပဲအသက်12နှစ်အရွယ်မှာတင်အေးချမ်းစွာကွယ်လွန်အနားယူသွားခဲ့ပါတယ်။သူမကွယ်လွန်သွားပြီးတဲ့နောက်မှာတော့သူမရဲ့အဖြစ်အပျက်ကိုအမှတ်ရပြီးငင်းချမ်းရေးကိုအလိုရှိကြတဲ့ကဘာတဝန်းကလူတွေဟာကောင်းကင်ရန်စီစက်ကူကျိုးငက်လေးတစ်ကောင်နှောက်ကင်ထားတဲ့ဆာရာကိုရဲ့ရုပ်တုလေးတစ်ခုကိုဂုဏ်ပြုတည်ဆောက်ခဲ့ကြပါတယ်။အဲ့ဒီချိန်ကစလို့ကဘာအရရက်ကကလေးငယ်လေးတွေဟာလည်းစစ်ပွဲတွေကင်းစင်ဖို့နဲ့ငင်းချမ်းရေးအတွက်ရည်ရွယ်ပြီးစက်ကူကျိုးငက်လေးတွေကိုကိုယ်တိုင်ခောက်ကသူမရဲ့ရုပ်တုချေရင်းစီကိုအမြဲမပြတ်ပေးပို့နေကြပါတော့တယ်။